안녕하세요မင်္ဂလာပါကျွန်တော်တို့ဒီတစ်ခေါက် grammar က grammar ဒီ nabab 4လေးရောက်သွားပြီပေါ့နော်အဲ့တော့ band နဲ့တွဲသုံးတဲ့ get ဟာတာဆိုတဲ့ grammar လေးနော်လုပ်ဖို့ဖြစ်စေတယ်တစုံတစ်ယောက်ကလုပ်ဖို့ဖြစ်စေတယ်ဆိုတဲ့ grammar လေးပေါ့နော်အဲ့တော့ကျွန်တော်တို့ note နဲ့အတူရှင်းပြပေးမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် bad black get ဟာတာဆိုတဲ့ grammar လေးအဲ့တော့အတိတ်ဘယ်ကကျွန်တော်ဖို့လုပ်စေတယ်တဲ့နော်တစုံတစ်ယောက်ကနေတခုခုလုပ်ဖို့ဖြစ်စေတယ်လုပ်ခိုင်းတဲ့အခါဒီမှာသုံးတယ်ပေါ့နော်လုပ်ခိုင်းတဲ့အခါဒီမှာသုံးတယ်best နဲ့တွဲတဲ့ get ဟာတာနော်ဖို့လုပ်စေတယ်နော်ဥပမာလေးကြည့်လိုက်မယ်선생님이 우리한테 문법 숙제로 많이 하게 해서요. 선생님이 쓰야마가 저너도고 드라리 인자고 암야지 lok한게래. 선생님이 쓰야마가 우리한테 저너도고 문법 숙제 인자리고 문법 숙제로 인자리고 많이 암야지 하이다 lok디 하게 했어요.နော်လှုပ်ဖို့ခိုင်းစေတယ်တစုံတစ်ယောက်ကဆရာမကចောင်းသားတွေကိုလှုပ်ခိုင်းတယ်တစုံတစ်ယောက်ကတခုခုကိုလှုပ်ဖို့လှုပ်စေတယ်ဖို့လှုပ်ခိုင်းတယ်နေရာမှာကျွန်တော်တို့ဒီဟာကိုသုံးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဥပမာလေးထပ်ပြရှင်းပြမယ်အဲ့တော့부모님께서 저를 위해 한국에 가게 하셔서요တဲ့နော်အဲ့တော့မိဘတွေကကျွန်တော်အတွက်နော်ကိုရီးယားကိုသွားဖို့လုပ်ခဲ့တယ်လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့မိဘတွေကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့မိဘတွေကကျွန်တော်ကိုကိုရီးယားကိုသွားဖို့အတွက်သူတို့ကပြင်ဆင်ခဲ့တယ်လုပ်ခဲ့တယ်ဒီလိုမျိုးသုံးခဲ့တယ်နော်သုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဒီမှာဒွိဟာလေးဖြစ်နိုင်တဲ့ဟာကိုပြောမယ်တချို့ဆိုလို့ရှိရင်တော့ဘူမိုညင်းမိဘတွေကဆိုဘူမိုညင်းတည်းဒီလိုမျိုးသုံးတယ်အဲ့နေရာမှာဒီ drill ဆိုတဲ့ဟာကိုထည့်လို့မရဘူးပေါ့နော်ဒါမှားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ညင်းဆိုတဲ့ဘူမိုညင်းဆိုတဲ့မှာအဖေရောအမေရောပါပြီးသားမို့လို့ဝီမင်းညင်းဆိုတဲ့ဝီမင်းကဒီအဖေရောအမေရောပါပြီးသားဖြစ်နေအောင်မို့လို့နော်ဘူမိုညင်းမင်းဒီမှာဘူမိုညင်းကက်ဆောဒီလိုမျိုးသုံးလို့ရတယ်နော်အဲ့ဒါလေးပြောချင်ပါတယ်အဲ့တော့ textbook ထဲကဥမာလေးကိုဆက်ပြောသွားမယ်နော်အဲ့တော့ဒီမှာtextbook ကဥမာလေးကြည့်မယ်နော်선생님은 학생들에게 휴대전화를 끄게 했다. 너, 시야마가 장다리고, 너, 폰고 뺏시게래. 너, 빼포 벼게래, 뭐, 너, 선생님은 시야마가 학생들에게 너 장다리고 휴대전화 폰고, 너 휴대전화를 폰고 끄다, 뺏디, 끄게 했다. 너, 빼포 로게래, 뺏시게래. 너, 빼포 칸게래. 너, 시야마 장다고 칸게래 가마. သုံးပါတယ်နော်အဲ့တော့ဒီဟာကဒီ grammar လေးက get ဟာတာဖို့လုပ်စေတယ်ဆိုတဲ့ grammar လေးဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေအညွတ်